ခုပဲမကြခင်ကသတင်းထုတ်ပြန်ချက်တစ်ခုမှကြားလိုက်ရစัจ java လာကိုစူးစမ်းလေ့လာနေတယ် cosmology ကဘာမှာလေ့လာနေတဲ့အလုံးကိုဝေးလံတဲ့ကောင်းကင်ကကြီးမားလာတဲ့ဂျိုကြီးနှစ်ခုထပ်ပြီးတော့တွေ့တယ်အဲ့ဒီကြီးမားတဲ့ဂျိုကြီးကိုဂျိုကြီးနှလုံးကိုဗမာစကားလုံးနဲ့ဗမာရဲ့ဝါဟာရနဲ့အမိပေးထားတယ်ဆိုတာဒီကနေ့ပဲဒီအကြောင်းလေးကိုသိရတယ်အဲ့ဒီဂျိုကြီးကိုရစ်ပတ်နေပတ်ပြီးတော့သွားနေတဲ့သူ့လောက်မကြီးတဲ့ဂျိုရဲ့အလွန်ကြီးမားတဲ့ဂျိုကြီးရဲ့နာမည်မရှိသေးလို့ခုမှအသစ်တွေ့တဲ့ဂျိုကြီးအဲ့ဒီဂျိုကြီးကိုအေယာဝတီလို့နာမည်ပေးထားပတ်ပြီးတော့သွားနေတဲ့ဂျိုကိုတော့ပကံလို့နာမည်ပေးထားတယ်အဲ့ဒါကိုတစ်ကမ္ဘာလုံးကနောက်တော့အသိမှပြုမယ် cosmology ဆိုတဲ့ကောင်းကင်နက္ခတ္တရာတွေစัจ java လာကိုလေ့လာတဲ့ပုဂ္ဂိုလ်တွေဖို့မြန်မာစကားလုံးနှစ်ခုမြန်မာဝါဟာရနှစ်ခုဟာကောင်းကင်ကိုတော့ရောက်သွားပြီလို့သူတို့ပြောမှာဖြစ်တယ်အဲ့ဒီလိုရောက်သွားခြင်းဟာလည်းပဲဘာကြောင့်ရောက်တယ်ဆိုတာတော့အကြောင်းမသိရဘူးသို့တော့အမေရိကန်နိုင်ငံမှာ NASA မှာဗမာလူမျိုးတွေလှုပ်လှုပ်နေတာရှိတယ်1994 1994ခုနှစ်တုန်းကအမေရိကန်နေတုန်းက NASA မှာအလုပ်လုပ်နေတဲ့ဗမာတယောက်နဲ့တွေ့ခဲ့ဘူးတယ်သူ NASA မှာအလုပ်လုပ်နေတယ်မကြခင်ကလည်းပဲဆေးပညာနဲ့ပတ်သက်တဲ့သုတေသနတစ်ခုမှာမြန်မာအမျိုးသမီးဥဆောင်တဲ့ group တစ်ခုဟာအောင်မြင်မှုကိုရနေလို့ထောက်ပံ့ငွေကြေးမြောက်များစွာရှိပြီးသူတို့ရဲ့သုတေသနလုပ်ငန်းကိုဆက်လက်လုပ်ကိုင်ဖို့အဲ့ဒါလေတရင်တစ်ခုအနေနဲ့ကြားအဲ့တော့ဆိုလိုတာကမြန်မာလူမျိုးတွေပင်ကိုမျိုးရိုးက bright ဖြစ်ပါရဲ့တန်းနဲ့ဒီတည်းတော့အောင်ကြိုးစားဖို့ရအမှန်မှအရေးကြီးသို့တော့ကြိုးစားကြသလားဆိုအတိုင်းအတာတစ်ခုကိုရလိုအပ်နေသေးတယ်လို့ပြောရမှာဖြစ်တယ်ပညာကြိုးစားမဲ့အစားတယောက်နဲ့တယောက်မတက်အောင်လုပ်တာတွေကများနေတာဒါတွေကတော့မလုပ်တဲ့ကိစ္စတွေပဲเนาะပညာကိုပဲကြိုးစားအထောက်ကြမှာဖြစ်တယ်အချိန်ဖြုံးပြီးတော့ကိုယ့်ကိုယ်ဖြည့်ဆည်းတာမျိုးမလုပ်သင့်ဘူးတဲ့ကိုယ့်ရဲ့ပင်ကိုအရေးချင်းလေးကောင်းတာကိုတိုးမြင့်ပြီးတော့တန်မိုးကြီးမအောင်ပဲလုပ်ရမှာဖြစ်တယ်လူတိုင်းမှာဒါကိုတော့တတိချကြရမှာ